အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှာကြိုဆိုပါရစေအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ပေါင်းအိုးတစ်လုံးမှာဘာလို့ fuse တက်ထားတာလဲပြီးတော့ဒီ fuse ရဲ့အလုံးလုံးပုံအသုံးဝင်ပုံပြောပြပေးသွားမှာဖြစ်ပါတယ် fuse အကြောင်းကိုမပြောခင်မှာအရင်ဆုံးပေါင်းအိုးတစ်လုံးရဲ့အလုံးလုံးပုံကိုရှင်းပြပေးပါမယ်ပေါင်းတစ်လုံးကိုကျိုးထိုးလိုက်တဲ့အခါမှာတစား neutral တစား line ဆိုပြီးတော့နှစ်စပေါ့နော်ဒီတစားကတော့အကျိုးပါတကျိုးကို neutral သုံးမဟုတ် line ပေါ့နော်ဒီတကျိုးကိုပေါင်းအိုးရဲ့ coin တစားနဲ့တိုက်ရိုက်ရွေးထားပါတယ်ဒါကတော့တာမယ် fuse ပါတဲ့ကျိုးဖြစ်ပါတယ်နောက်တစားကတော့ဒီ point မှာလာပြီးတော့ပေးထားပါတယ်တကယ်လို့ထမင်းချက်မယ်ဆိုလို့ရှိရင်ခလုတ်နှိပ်လိုက်တဲ့အခါမှာဒီ point လေးကနှစ်ခုကထိသွားပြီးတော့ဒီတစကိုမီးရောက်ပြီးတော့ဒီနောက်ထမင်းပေါင်းဦးကွာရဲ့နောက်တစကိုမီးရောက်ပြီးတော့ကွာရအလုံးလုံးမှာဖြစ်ပါတယ်ပူလာမှာဖြစ်ပါတယ်ဒါကတော့နှွေးကွာမှာတကယ်လို့ထမင်းချက်တဲ့အခါမှာဒီလေကတန်လိုက်ချက်တိုင်ဟာတန်လိုက်ကကွာသွားပြီးတော့ဒီခလုတ်ကနှိပ်ထားတဲ့ခလုတ်ကပြန်တက်လာပြီးတော့ဒီ point နှစ်ခုကလွတ်သွားမှာဖြစ်ပါတယ်ကဲပြီးထမင်းချက်တဲ့အခါမှာထမင်းချက်သွားပြီဆိုပါစို့ထမင်းချက်သွားတဲ့အခါမှာဒီချက်တိုင်ကဒီမောင်းတန်လေးကိုเนาะပြန်မတင်ပေးဘဲနဲ့ချက်တိုင်ပြက်ပြီးဆိုပါစို့ချက်တိုင်ပြက်တဲ့အခါမှာဒီမောင်းတန်ဟာပြန်မတက်တော့ဘဲနဲ့ကတ်နေတယ်ဆိုရင်ဒီမှာလျှက်စစ်ကစီးနေပြီစီးနေရင်ဒီ coin ကြီးဟာတောက်လျှောက်ပူလာတော့မယ်ပူလာတဲ့အခါမှာဒီခေါင်းတွေပျော်ကြမယ်ဒါမှမဟုတ်ဒီမှာရှိနေတဲ့ကော်အိမ်ပျော်ကြမယ်ဒီမှာဖုံးထားတဲ့အဖုံးမှာရှိတဲ့ခြေထောက်တွေပျော်ကြနိုင်ပါတယ်နောက်တစ်ခုကဒီ point ပြတ်တဲ့အခါမှာလည်းလျှက်စစ်ကတောက်လျှောက်စီးနေမှာဖြစ်ပါတယ်အဲ့ဒီလိုစီးနေရင်နော်ကော်ရီပျော်ကြနိုင်တယ်။ကွိုင်ပြားကြီးပြတ်နိုင်ပါတယ်။အဲ့လိုအခြေအနေကိုတာမယ် fuse ကကာကွယ်ပေးပါတယ်။နောက်ဆုံးအဆင့်ပေါင်းအိုးဟာအပူလွန်ပြီးတော့မီးလောင်နိုင်ပါတယ်။မီးလောင်နိုင်တဲ့အန္တရာယ်တွေကွိုင်တွေပျော်ကြမယ်ခေါင်းတွေပျော်ကြမယ်အပူလွန်တဲ့အန္တရာယ်ကိုဒီတာမယ် fuse တွေကကာကွယ်ပေးတာဖြစ်ပါတယ်။အကယ်၍ဒီတာမယ် fuse တာမရှိခဲ့ဘူးဆိုရင်point ပြက်ခဲ့သည်ရှိတော့ချက်တိုင်ပြက်ခဲ့သည်ရှိတော့အပူလွန်ပြီးမီးလောင်နိုင်ပါတယ်ဒါကြောင့်မလို့တာမယ် fuse ကပေါင်းအိုးတစ်လုံးမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းဖြစ်ပါတယ် fuse နေရာမှာကျိုးတစ်စားကိုအစားထိုးပြီးတော့အသုံးပြုမယ်ဆိုလဲရတာတော့ရပါတယ်ဒါပေမဲ့ယာယီအရေးပေါ်အသုံးပြုတာကောင်းပါတယ် fuse ကိုရအောင်လိုက်ဝယ်ပြီးတော့ထည့်ထားတင်ပါတယ်